Hello ကဲဒီနေ့ကတော့ကြောက်စိမ့်နဲ့ပတ်သက်တယ်ပေါ့နော်ကြောက်စိမ့်လေးတွေလည်းတင်ပေးပါလို့တောင်းဆိုထားကြတယ်အဲ့တော့ကြောက်စိမ့်နဲ့ပတ်သက်တဲ့ဟာလေးတွေတင်ပေးမယ်ပေါ့နော်အဲ့တော့ဟိုတဒုံဆိုကြောက်ခဲလုံးကြီးလို့ပြောနော်အတုံးကြီးတွေပြောတာဟိုတဒုံဆိုရင်နာခွိုက်အနာဆိုရင်သူ့အထဲထဲမှာအနာနော်ကွဲနေတဲ့ဟာလေးတွေအပ်နေတဲ့ဟာလေးတွေကိုလျက်အနာဒိုဆိုရင်သူကအရန်အဲ့ဒီအပ်နေတဲ့ဟာကကြတော့ကွာအရန်ဟိုဘက်ဒီဘက်မဖြောင်ထွက်သွားဘူးအပေါ်အောက်အဲ့လိုမဖြောင်ထွက်နေဘူးသူကတဝက်လောက်ပဲရှိတာနည်းနည်းလေးပဲရှိတယ်ဆိုရင်ချန်ဆိုတိမ်လေးပေါ့ကွာအနာတိမ်လေးအမျိုးပြောတာချန်ဘလို့မှလဲလို့ပြောချင်တယ်ဆိုရင်ဇမောရဲ့သူကဒီမှာဖင်းလေးရှိတယ်ဒီမှာအတန်ထွက်လေးရှိရနော်ဇမောရဲ့ဆိုရင်ဘလို့မှလဲဇမောရဲ့ဆိုဘလို့မှလဲအဆန်လေးတွေအထက်မှာအမဲဆန်လေးတွေပါလေရှိတယ်နော်အမဲဆန်လေးတွေဖြူဆန်လေးတွေဆိုရင်မြန်သူကဝါကုန်းပုံစံလေးတွေနော်အဲကြောက်စိမ့်ထဲမှာဝါကုန်းပုံစံလေးဖြစ်နေတယ်ဆိုရင်လည်းမြန်အရေးပါတယ်ဆိုရင်တိုက်ဆက်ဆိုရင်အရေးပါတယ်ပေါ့တိုက်ဆိုတဲ့အထိပဲပါတာဆက်ဆိုတဲ့အထိပဲအရာကိုပြောတာတိုက်ဆက်ဆိုတဲ့အထိပဲအရေးလေးပါတယ်ပြောတာနော်နောက်တစ်ခုကကြောက်စိမ့်ဆိုရင်ရွှဆိုကြောက်စိမ့်အရေးကြောက်ဆိုရင်ဆက်ကြုံအရေးကြောက်ဆက်ဆိုတဲ့အဓိပ္ပာယ်အရေးကိုပြောတာကြုံဆိုတာပုံစံပေါ့နော်သူရဲ့တဏ္ဍာန်ကိုပြောတာဆက်ကြုံဆိုအရေးကြောက်ကိုပြောတာနော်အသားကြောက်ဆိုရင်ကြုံလျောက်လုံးဝအသားကြီးပဲအရေးမပါဘူးเนาะအသားကြောက်ဆိုရင်ကြုံလျောက်နောက်ခါအရိုင်းတုံးဆိုရင်မောင်လျောက်သူကကြတော့လေလုံးဝဂဲလုံးပုံစံကြီးပဲကွာဘာမှမလုပ်ထားလေဖြတ်လည်းမဖြတ်ထားဘူးဆေးလည်းမဆေးတဲ့အဲ့လိုမျိုးပြောတာအရိုင်းတုံးဆိုရင်မောင်လျောက်ခေါင်းကြောက်တွေကိုကြတော့သူဆိုတဲ့အဓိပ္ပာယ်လောက်ဆိုလို့ဟိုလောင်းကြီးထက်တာပေါ့နော်သူတချို့တွေကကြတော့ခေါင်းကြောက်တွေဝယ်ပြီးတော့ဖြတ်လိုက်တာလေဖြတ်လိုက်တဲ့ခါကျရင်ကြောက်အောင်တာတွေပါရှိအဲ့လိုမျိုးပြောတာသူဆိုတဲ့အဓိပ္ပာယ်သူဆိုတဲ့အဓိပ္ပာယ်လောင်းကြီးထက်တာပေါ့ဆိုတဲ့အဓိပ္ပာယ်ဂဲလုံးပေါ့အဲ့တော့လောင်းကြီးထက်ရတဲ့ဂဲလုံးဆိုတဲ့အဓိပ္ပာယ်နဲ့သွားတယ်နော်ခေါင်းကြောက်ကိုလည်းသူကခေါင်းကြောက်ဆိုတချို့ခေါင်းကြောက်တွေဆိုအောင်တော့ရှိရလေအဲ့လိုမျိုးပြောတာသူနောက်တစ်ခုခေါင်းကြောက်ဆိုလဲဒါကကြတော့ခေါင်းပြီးသားနော်ခေါင်းပြီးသားဆိုရင်မင်းလျောက်ဆိုရင်လောက်ဆိုတော့ဒါခေါင်းကြောက်ကိုပြောတာနောက်တစ်ခါဖြတ်သားဆိုရင်ဂဲကိုဖြတ်ထားပြီးသားဆိုချဲခုံလျောက်ချဲဆိုတဲ့အဓိပ္ပာယ်ဖြတ်ထားတာခုံလျောက်ချဲခုံဆိုတဲ့အဓိပ္ပာယ်ဖြတ်ထားတာကိုပြောတာနော်လျောက်ဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့အတုံးကိုပြောတာအဲ့တော့ချဲခုံလျောက်ဆိုရင်ဖြတ်သားချဲခုံလျောက်ဖြတ်သားနောက်တစ်ခါလွှာချက်ဆိုသူကတဒုံးထဲကိုအချက်တွေဖြတ်ထားပြီးသားအဲ့ဒါကိုဖြန့်လျောက်အချက်သားဆိုရင်ဖိုင်း子料နောက်တစ်ခါလွှာချက်သားဆိုရင်挂件料လက်ကောက်သားဆိုရင်手镯料ဆိုတာလက်ကောက်ကိုပြောတာလျောက်ဆိုတာအဲ့ဒီမှာသူ့ရဲ့အမျိုးအစားကိုပြောတာမဟုတ်နော်စုံကြောလျောက်ဆိုရင်ဒါလက်ကောက်သားကိုပြောတာနောက်ဒီမှာဆိုအရေလိုင်းဆိုရင်ဆက်လျောက်ဒါတွေကလေဟိုကြောက်စိမ့်လုံးနေတဲ့လူဆိုမျက်လုံးထဲမှာတခါတည်းမြင်နေနော်အရေလိုင်းဆိုရင်ဆက်လျောက်ဆိုတဲ့အဓိပ္ပာယ်အရေကိုပြောတာလျောက်ဆိုတာသူ့ရဲ့တဏ္ဍာန်ကိုပြောတာနော်ဆက်လျောက်အရေလိုင်းကိုပြောတာနော်ဆက်လျောက်ဆိုအရေလိုင်းဖြတ်သားဆိုရင်ကိုင်းထုံဆိုတာပြောင်းလဲတာနော်ကိုင်းထုံဆိုတာဖြတ်ပြီးတာအသားကိုပြောတာပဒီဆိုကျူး子အပွင့်ဆိုရင်界面ဆိုရင်အပွင့်လိုင်းကိုပြောတာနော်လက်ကောက်ဆိုရင်စုံကြောဒါလက်ကောက်တွေရှိရနော်နောက်ပပုဆိုရင်挂件နောက်တစ်ခါအလှတင်ပပုဆိုရင်ပိုင်ကျင့်ဒါကကြတော့ဟိုပိုင်ဆိုတဲ့အဓိပ္ပာယ်စီထားတာပေါ့နော်ကျင့်ဆိုတာအဲ့လိုဟိုဗာလေပစ္စည်းတွေကိုပြောတာပိုင်ကျင့်ဆိုအလှတင်ပပုနော်လက်ကင်အလှပပုဆိုရင်စုံဝံကျင့်ဒါတော့လောက်စမသိဘူးနော်ဒါနားမလဲဘူးဘာပြောလဲစုံဝံကျင့်ဒါပေမဲ့ကြောက်စိမ့်သမားတွေတော့နားလဲမှာနော်ရေခွန်ကြောက်ဆိုရင်随时ခွန်ဝါမြေမှန်ကြောက်ခွန်ဝါဆိုသူ့ရဲ့ကြောက်ကအမဲအောင်မဟုတ်ဘဲနဲ့အဝိုင်အောင်လေးနော်သူခွန်ဝါအဲ့ဆိုရင်环沙ခွန်ဖြူဆိုတာသူ့ရဲ့အခွန်ကအဖြူအောင်လေးနော်ထုံးခွန်ဆိုတာသူ့ပုံစံကထုံးရောင်နဲ့တူတယ်ဟိုမှာသွားတာသူတို့ကဗာလဲ
ရေခဲသားတွေမှာအဲ့လိုမျိုးလာတတ်တယ်နော်ခွန်ဖြူကြောက်ထုံးခွန်ဆို白沙ခွန်မဲအမဲကြောကြောက်ဆိုရင်ဟိဖြီဟိဆိုတာမဲတာကိုပြောတာဖြီဆိုတာအခွန်ကိုပြောတာဟိဖြီဆိုခွန်မဲနောက်တစ်ခါဘော်လီမျိုးဘော်လီသားလေးတွေပြောတာနော်သူကကြည်လေးတွေအဲ့ဆိုရင်ပေါ်လီတိနောက်တစ်ခုပြောလို့ရတယ်ပေါ်လီကြုံလုံးဝမှန်သားလေးနော်နောက်ခါဘော်လီတပတ်ကြဆိုရင်နော့ဟွာတိနောက်တစ်မျိုးပြောလို့ရတယ်နော့ဟွာကြုံလို့လည်းပြောလို့ရတယ်နော့ဟွာတိလို့လည်းပြောလို့ရတယ်သူက2မျိုးရှိရနော်ရေခဲသားဆိုရင်ပင်းဆိုတဲ့အဓိပ္ပာယ်ရေခဲကိုပြောတာပင်းကြုံဆိုရေခဲအသားကိုပြောတာပင်းဥသားဆိုရင်ရွိထုံတိအဖြူသူကပိန်းဥသားဆိုခရမ်းရောင်လေးပေါက်နေတာနော်အဖြူခံသားအတကန်ဖြူဆိုရင်ပိုင်တိတိန်ခိုးသားဆိုရင်လန်ထန်းတိလန်ဆိုတာလန်ထန်းဆိုတာမိုးကောင်းကင်အရာကိုပြောတာတိနော်လန်ထန်းတိဆိုတိန်ခိုးသားနောက်တစ်ခါကျွေပကံသားဒါဆိုရင်池地အရေကြောက်စိမ်းအယောင်ဆိုဆက်သူကအရေလို့လည်းပြောလို့ရတယ်အယောင်လို့လည်းပြောလို့ရတယ်เนาะဒါဆိုဆက်နောက်တစ်ခါဒေါင်းမီးရေဆိုရင်ခုံချွဲ့ဆိုတာဒေါင်းကိုပြောတာလွိဆိုတာအစိမ်းကိုပြောတာခုံချွဲ့လွိနောက် green soda ရေဆိုရင်水绿တော့မားတယ်မှာရေးထားလွိဖြစ်ရမှာလူဖြစ်နေအပြာတန်းတော့အစိမ်းရေဆိုရင်蓝水绿ပဲရေဆိုရင်豆水ပဲဆိုတာအထက်ပြတုတ်ကိုပြောနော်ချွန်ဆိုရင်吹လို့လည်းပြောလို့ရတယ်知罗懒လို့လည်းပြောလို့ရတယ်吹လို့လည်းပြောလို့ရတယ်知罗懒လို့လည်းပြောလို့ရတယ်နော်ခုံနီဆိုရင်红ခုံဝါ环အမေရိကဟုံဆိုအနီပဲနော်环ဆိုအဝါပဲနော်ခုံကြလူဆိုရင်环家绿新家路ဆိုရင်善家绿搬家ဆိုရင်飘花သူကကြတော့အဲ့လို老师တို့ဟိုပါလေလက်ကောက်တွေမှာဆိုအပေါ်မှာပန်းလေးတွေတွားနေနော်ပန်းချားဆိုရင်ဖြောင်းဆိုတဲ့သူလွင့်ပြန်တာကိုပြောတာ花ဆိုတာပန်းပေါ့နော်ဖြောင်း花ဆိုပန်းလေးတွေအဲ့လိုပြန်နေတဲ့ပုံစံပြောနော်ဖြောင်း花နောက်တစ်ခါပဲချွန်ဆို吹豆ပဲထားလန့်ဆိုရင်蓝豆ကစုံပန်းလန့်ပန်းဆိုရင်兰花ကာလာဇန်းဆိုရင်怪钻ကြောက်စီဆိုရင်水分ကြောက်စီကြောက်တာနော်水分ပြောတယ်အရေချိုးဆိုရင်带子နောက်တစ်ခါချော်ဆိုရင်လချော်တွေပါတယ်နော်အတုံးတွေဝယ်တဲ့ခါချော်တွေပါတယ်ကြည့်ရတယ်ရမ်းတွေချော်တွေနော်ရမ်းဆိုရင်沙子晶体နှမျိုးပြောလို့ရတယ်စားကြလို့လည်းပြောလို့ရတယ်晶体လို့လည်းပြောလို့ရတယ်ရမ်းကျန်းတယ်လို့ပြောချင်တော့ရင်စားကြ粗ဆိုတဲ့အဓိပ္ပာယ်ကျန်းတာကျန်းတန်းလက်တွေကျန်းတာအမျိုးလည်းပြောလို့ရတယ်စားကြ粗ရမ်းကျန်းတယ်ပေါ့ရမ်းချောတယ်ဆိုရင်စားကြရှိချင်းဒါတော့မသိဘူးတော့စားနော်ရှန့်အပြစ်အနာအစာဆိုရင်မောင်ပိလို့ပြောဆိုအပြစ်အနာစာတွေနော်ဒီမှာကြောက်တပွင့်မှာဆိုအပြစ်အနာစာရှိရမောင်ပိလို့ပြောလို့ရတယ်ဒါဆိုဒီနေ့ကတော့ဒီလောက်ပဲတင်ပေးမယ်เนาะသူကအများကြီးဖြစ်သွားပြီသူကလေအများကြီးရှက်ဒီနောက်မှာရောရှိတယ်เนาะโอเคအဲ့ဆိုဒါဒီနေ့ကတော့ဒီလောက်ပဲเนาะ